မင်္ဂလာပါဆေးဗီဒီယိုမှာပြထားတဲ့ဒီ82ဘုတ် package ကို service လုပ်မယ်ဆိုတာလေး service လုပ်နေပါပြီတနေ့ကုန်တော့ဆိုင်မှာမအားတာနဲ့မလုပ်ဖြစ်ဘူးအိမ်ဝင်တယ်လာပြီးအိမ်မှာဖြုတ်လုပ်နေပါပြီเนาะတခဲတွေကိုဝင်းခွင်းနေတော့မတတ်ထားဘူးဗျဟိုဟာဒါကျွန်တော်စီမှာလုပ်တဲ့ဟာမဟုတ်เนาะအပြင်မှာလုပ်ထားတဲ့ဟာပါဝင်းခွင်းတော့မတတ်ထားဘူးပြီးတော့ဒီအပေါင်းဘက်ကနေရှာပြားထုတ်တဲ့ပြဿနာเนาะဒါကျွန်တော်တို့တော်ရုံတော့မပြောဘူးဗျဟိုကျွန်တော်မေးကြတယ်ဟိုလီတီယမ်ဘက်ထရီမီးလောင်နေဟိုမှာတာကီတာမှာလောင်သွားတယ်ဘယ်မှာလောင်သွားတယ်ဟိုမှာလောင်သွားတယ်ဒါပေမဲ့ဟိုတခဲတစ်လုံးရဲ့ဟိုကျွန်တော်ဟိုဟာဖြစ်ပြီးပြောတာမဟုတ်เนาะဟိုရှိတယ်ဗျာအဲ့လူတွေကမယုံမရှိနဲ့ဒီတခဲတစ်လုံးရဲ့ဖွဲ့စည်းပုံကိုမသိဘဲနဲ့လီတီယမ်ဘက်ထရီရိုက်နေတဲ့လူတွေအများကြီးပဲเนาะအဲ့တော့ကျွန်တော်ပြောရမယ်ဒီကောင်ဒီမှာမြင်နေရတာဒီ body တစ်ခုလုံးကဒါအနှုတ်ဖို့ဒါဒီအောက်ဒီဖင်ပြားလေးပဲအနှုတ်မဟုတ်ဘူးဗျာမဒီဖင်ပဲအနှုတ်မဟုတ်ဘူးเนาะအဲ့ဒီ body ဒီသူ့ရဲ့ကိုယ်တဲ့တစ်ခုလုံးဒီအနှုတ်ဒီအပေါ်ကအပေါင်းဒီမှာအထစ်လေးနဲ့ခြားပေးထားတယ်เนาะအဲ့နှစ်ခုကတော့ထိလို့မရဘူးเนาะအဲ့နှစ်ခုကတော့ဒီမှာအထက်လေးတေချာမြင်ရလားအဲ့နှစ်ခုတော့ထိလို့မရအဲ့တော့ရှာပြားထုတ်တာလေစီဒီကျိုးတွေအတွက်ရှာပြားထုတ်တာအပေါင်းဘက်ကနေမထုတ်ပါနဲ့ခင်ဗျာကျွန်တော်အခုပြောမယ်မီးလောင်နေဒီပါတယ်အဲ့ဘက်ထရီတစ်လုံးရဲ့ဖွဲ့စည်းပုံကိုသိနေဖို့လိုတဲ့အပြင်ဘက်ထရီ package တစ်ခုလုံးကိုဆင်တဲ့အခါမှာတေချာအနေကိုရှောင်ပြီးတော့ဆင်တက်ဖို့လိုပါတယ်ခင်ဗျာဒီလိုပုံစံတွေမလုပ်ပါနဲ့နော်ဒါဟိုတော်များဆရာတွေမလုပ်ပါဘူးကျွန်တော်မြင်မှုပါတယ်သိပါတယ်ကိုယ့်ထက်သိတဲ့တက်တဲ့လူတွေလည်းရှိပါတယ်မလုပ်ပါဘူးဒါပေမဲ့ဒါကြီးကအနေအများပြီးတော့စင်နာတာ82ဘုတ် package ဗျာအနှုတ်ဘက်ကနေထုတ်ပါဗျနော်အနှုတ်ဘက်ကနေရှာပြထုတ်ပါဗျအပေါင်းဘက်ကနေမထုတ်ပါနဲ့ဘာလို့အနှုတ်ဘက်ကထုတ်မလဲဆိုဒီလိုပြောတာဗျဒီလိုမျိုး CD ချိတ်ပြီးဆိုရင်ဗျာကျွန်တော်ပြဒီအပေါင်းဘက်ကနေရှာပြအောင်မထုတ်နဲ့ဒီအနှုတ်ဘက်ကထုတ်ပါနော်ဒီမှာဒါဆိုအပေါင်းဘက်ကထုတ်ထားတယ်နော်ဒီလိုမထုတ်နဲ့သူ့ရဲ့သွားပြီး CD ချိတ်ရမယ်အနှုတ်ဘက်ကနေထုတ်ပါနော်အနေအရမ်းများလို့ပါဒီမှာကျွန်တော်အပြောပဲမဟုတ်ဒီမှာလက်တွေ့ကြည့်လိုက်တခဲဘာဖြစ်တာလဲကြည့်လိုက်မြင်လားမသိဘူးဒီနှစ်ခုကိုထိလို့မရဘူး rain wind cut တာတော့ဟိုဟာတကယ်လဲ safe ဖြစ်ပါတယ်ဒါပေမဲ့ဒီဘေးကိုလည်းတော့ထိလို့မရဘူးဗျ rain wind ပါတိုင်းနော်ဒီဟာဆို rain wind တော့မပါဘူးနော်โอเคအားလုံးပဲဒါလေးသိအောင်လာပြပေးတာလီတီယမ်ဘက်ထရီတွေကျွန်တော်ရှိမှာလိုအပ်ရင်မှာလို့ရပါတယ်ဆက်သွယ်ပြီးတော့ဘက်ထရီ package တင်မှာလို့ရပါတယ်တနန်းလည်းအပ်လို့ရပါတယ်နော်